ဆောင်ကအေးလို့နေတဲ့အရင်ကတည်းတယောက်တည်းရင်ဆိုင်ဖြတ်သန်းရတွေ့တယ်လွန်ရစတာနေရခက်ရင်ဝင်မှာကိုငွေနှွေးစေခြင်းပြန်ခဲ့တော့တော့ဒီ